မြောင်မိမအဲ့လိုကြီးမကြည့်ပါနဲ့ဟာတားလေးဖေဖေလေးကွာမင်းဖေဖေလေးဘာလို့ရိုက်ကြတော့မိမတို့လားကလေးရပါရိုက်နေမင်းအဲ့လိုကြီးကြည့်တော့ဟာတဖေဖေလို့တခါတလေလေးအပေါင်းအသင်းနေနဲ့တောက်တဲ့ဟာမင်းအဲ့လိုဒဇိန်းဆန်နဲ့အကြည့်နေမကြည့်ပါနဲ့ဟာကျမ်းမာပါစေချမ်းသာပါစေကွာဟဲ့လူမသားမင်းကအလူလာလောက်တာလားဓာတ်ပုံလာရိုက်တာလားနောက်ကမင်းကင်မရာကိုအိမ်မှာထားခဲ့ကိုက်ပလိုက်မယ်ဒါဒီဒါဟာဘာတော့ဟာဟဲ့ဘောင်းမီတွေကြုတ်ကုန်ပြီဒုက္ခပဲရှူပေါက်ချင်နေတွက်ကြတော့မယ်ပေးကြပါရှူပေါက်ချင်နေကောင်းနေမှာမိုက်ကနေဖြစ်ပြီးမူးလိုက်တာကြောင်တယ်လေးရဲ့ကိုအဝါပေးပါလားဘာမှလည်းမဆိုင်ဘူးရပြီလားဘာကိုပေးခိုင်းတာမဟုတ်ဘူးနှခမ်းလေးကိုပေးခိုင်းတာကိုမြောင်ကဘလို့ဖြစ်နေရလဲကြောင်မြင်ဝင်းမှာကြောင်အိမ်တွေကိုမရအောင်ကြောင်တဲလေးရတယ်ဒီမှာမူးနေလို့ပါဆိုအားပြည့်နေလို့ပါလို့ပါမြောက်โอเคရိုက်မယ်နည်းနည်းလေးကတ်ပေးပါခင်ဗျဟုတ်ဒီလောက်ဆိုရလားနည်းနည်းကတ်ပေးဟုတ်ကဲ့ဒီလိုလေးလားဒီလိုလေးလားโอเคကောင်းတယ်နောက် post တစ်ခုလောက်လုပ်ပေးပါအောင်ဗျဟုတ်ကဲ့လက်ကလေးကိုဒီလိုလေးဖတ်ပြီးတော့ခေါင်းလေးပေါ့ဒီလိုလေးတင်ထားလိုက်မယ်ကောင်းလားဒီ post ကောင်းလားโอเคကိုကောင်းတယ်စိတ်ညစ်ဖို့ဟဲ့ငါလည်းတစ်ဖွာလောက်တိုက်အောင်ကိုယ်ဝယ်တော့ငါဖြက်စီးတယ်ဖြစ်အောင်မယ်ဟဲ့မင်းကလည်းမတိုက်ချင်တာနဲ့စိတ်ဓာတ်ပဲနော်ဟဲ့အောင်စိတ်ဓာတ်တွေစီကန်းတွေလုံးနေနဲ့မင်းကမင်းပြက်စီးပြီးတော့ငါဖြက်စီးတယ်ဆိုပြီးဖြစ်အောင်မယ်အားလုံးပဲဆောင်းလေးခပ်ပါရှင်ဒီနေ့မှာတော့ Planet Savanto ဆိုတဲ့ရွှေတိုင်းကျွမ်းလေးရိုက်ကူးဖို့အတွက်ထိုင်းဝတ်စုံဝတ်ဆင်နေတာဖြစ်ပါတယ်ဒီ blog လေးမှာတော့ထိုင်းဝတ်စုံကိုဘယ်လိုမျိုးဝတ်ဆင်သွားမလဲဆိုတာကြည့်ရှုပေးကြပါအောင်နော်ခုနောက်ပိုင်းမှာတော့ CIS ရဲ့ကျေးဇူးနဲ့ရွှေဆိုင်တွေကဟူမန်တွေကိုမငှားရမ်းတော့ဘဲနဲ့သမီးတို့လိုတိလေးတွေကိုငှားရမ်းပြီးတော့သူတို့ရဲ့ကုန်ပစ္စည်းတွေကိုကျွမ်းကျင်နေပြီဖြစ်ပါတယ်ရှင်ဒီရွှေဆိုင်ရဲ့နာမည်လေးဖြစ်တဲ့ Planet Savanto တော့ CIS က Google မှာပေါက်တက်ကရိုက်ရှာပြီးတော့ထိုင်းလူတွေဘာသာပြန်လာတာဖြစ်ပါတယ်သမီးလည်းမသိပါဘူးရှင်ကဲခုဆိုရင်တော့ထိုင်းမင်းသမီးလေးဖြစ်သွားပါပြီရှင်